မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့စစ်ကောင်စီတို့လာရှိုးမြို့အနီးပတ်ချာလဲမှာစစ်အင်အားတွေတိုးမြှင့်ထားပြီးစစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက TN Media ကိုပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ17ရက်နေ့မှာစစ်ကောင်စီတပ်ဆွဲထားတဲ့လာရှိုးမြို့ပေါ်ကရက်ကွက်17နယ်မြေကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ခံရပြီးနောက်ပိုင်းအခုလိုစစ်ရေးတင်းမာလာတာပါ။ရှော့တိုက်ဒုံးနဲ့ပြစ်တဲ့ကိစ္စကိုဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာထုတ်ပြန်ထားတာမရှိသေးပါဘူးစစ်ကောင်စီဘက်ကတော့ဒါဟာ MNDAA နဲ့ TNLA တို့ဘက်ကပြုလုပ်တာဆိုပြီးဆွဆွဲနေပါတယ်အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီဘက်ကကရုတ်ချင်းအစ်စ်တွေတူးတာတွေလှုပ်ဆောင်နေပါတယ်မြို့အနီးနားကလူခိုအောင်နိုင်တဲ့ခြုံရွယ်ပင်တွေကိုရှင်းလင်းတာတွေလည်းလုပ်နေပါတယ်အင်အားတိုးမြင့်ထားတာတွေလည်းပြုလုပ်နေပြီး MNDAA ဘက်ကလည်းလုံခြုံရေးအတွက်ကင်းတွေတိုးမြင့်ထားပါတယ်ကိုကန့်ထိန်းချုပ်တဲ့ကြေးရွာတွေနဲ့တီဘောအထွက်လမ်းတွေမှာအင်အားခေါ်ယူစောင့်ကြပ်တာတွေလည်းလှုပ်ဆောင်နေတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်ဒီဘက်မှာတော့လေသူတို့ရအားလုံးကတော့အစင်တက်တွေပြင်ထားတယ်ပေါ့အစင်တက်တွေပြင်ထားတယ်ဆိုတာအရင်ထက်ဆလို့ရှိရင်သူတို့ဂရုတ်ချင်းတွေတူထားတာလို့ပေါ့နော်ပြီးလို့ရှိရင်တိုင်းထဲမှာလည်းအတီးတွေရှိတဲ့ခါကျတော့သူတို့ကတိုင်းထဲမှာလည်းပဲအဲ့လိုမျိုးပြင်ဆင်ထားတာတွေတော့တော်တော်များများရှိတယ်ပေါ့အဲ့ဒီထက်ဆလို့ရှိရင်ကျမတို့ရဲ့အတီးတယောက်ကကျမတို့ဒီမျိုးဆက်တွေ့ပြီးချိတ်ဆက်လေးရှိတယ်ပေါ့နော်ချိတ်ဆက်လေးရှိအဲ့ဆီယမတယောက်ကဆရာဝန်မလေးကပေါ့ကျမရဲ့အမြဲတမ်းစီတော့ကူတော့သူကအဲ့နေရာကျမသူ့လက်ဆောင်လေးတော့ပေးတာတော့ပေးနေဆရာမရေးတဲ့တတိတော်ထားနော်တဲ့ဘာလို့ဆိုသူတို့ကိုတဲ့ဒီတီးတဲ့ဆက်တွေ့တက်ထတယောက်ကတော့တဲ့ဆရာမတို့ပေါ့ဗာလဲပစ္စည်းလေးစုဆောင်းဆရာရှင်စုဆောင်းထားပေါ့ဒီ3လပိုင်းလောက်ဆိုလို့ရှိရင်အချိန်ကနည်းနည်းကောင်းလာစရာမရှိဘူးပေါ့အဲ့လိုတော့ပြောတယ်အဲ့နဲ့ဆရာမလေးကတော့မှကျမကိုပြောလိုက်တယ်ဆရာမကလည်းဒီတစ်ခေါက်ကျတော့ပြေးမှလားတဲ့ကျမတို့ကတော့ပြေးနိုင်တဲ့အင်အားမရှိလို့မပြေးတော့ပါဘူးလို့အဲ့လိုတော့ပြောတယ်ပြင်ဆင်ထားတာတွေကတော့လေကျမတို့တိုင်းဘက်ကိုလင်းကွင်းဘက်တွေကိုတွားလဲတဲ့အချိန်ဆိုလို့ရှိရင်လည်းသူတို့ line မင်းတွေဖောက်ပြီးတော့ဘာတွေလုပ်တယ်ဆိုတော့အဲ့အပိုင်းနဲ့တော့ကျမတို့မသိဘူးပေါ့နော်အဲ့ line မင်းတွေဖောက်တယ်ဖောက်ပြီးလို့ရှိရင်ပြန်ပြီးတော့ညကျရင်တော့သူတို့ထည့်ချင်တာထည့်မှာပေါ့အဲ့ပြီးတော့မနေ့နောက်ဖက်နဲ့တွားတဲ့ခါကျတော့အဲ့ဒီထဲမှာအကုန်လုံးကမြေဖို့ပြီးတာဖြစ်သွားပြီပေါ့အဲ့လိုလေးတွေလည်းတွေ့ရတယ်ပေါ့နော်အခုအချိန်လေးမှာအဲ့ဒီ short တိုက်တုံးပောက်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့သူတို့ပြင်ဆင်ချက်ကတော့လူတွေလည်းအစီအီပြန်ဖြည့်ထားတာလေးတွေလည်းရှိတယ်ပေါ့နော်သူကညနေ9နာရီ6နာရီလောက်ဆိုရင်တော့ motor vehicle တွေရှိတယ်အခုဆိုရင်သူက4နာရီ5နာရီလောက်ဆိုရင်အဲ့လိုမျိုးအပြင်မှာရှိနေတော့ဘူးပေါ့ဟိုကလေတခုပြောချင်တာကြတော့အဲ့ဒီကုကန်တက်တာလေးတယောက်ကကြတော့ကိုယ့်ရဲ့တပည့်လေးလေသူကတော့တပည့်လေးကုလောလောဆယ်မှာတော့သူကဟိုပိတ်မှာတာဝန်ကြနေရပါတော့အဲ့ကလေးလေးတွေကသူတို့လာရှုလာတိုင်းကျွန်တော်စီအမြဲတမ်းသူတို့လာတဲ့ခါကျတော့သူကလည်းပြောပါတယ်ဆရာမတဲ့သူတို့ကိုတဲ့ short တိုက်တုံးပြစ်တယ်လို့ဆွဆွဲတယ်ပေါ့ဒါပေမဲ့သူတို့ဘက်ကလည်းလုံးဝမပြစ်ဘူးပေါ့အဲ့ဒီမပြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဘက်ကလည်းတင်းမာမှုတွေရှိရဘာလို့သူတို့ဆွဆွဲတဲ့အတွက်ပေါ့နော်တင်းမာမှုတွေရှိတယ်အဲ့ short တိုက်တုံးပြစ်သွားပြီးနောက်တရက်ကျတော့လည်းတစ်ခေါက်ပြန်လာတော့သူကပြောတယ်ဆရာမတဲ့ကျွန်တော်တို့ဘက်ကိုလာတဲ့အဲ့ short တိုက်တုံးပြီးတော့နောက်တရက်မှာတဲ့ဒုံးလန်အတန်တစ်ခုမကြောက်လားကြားတော့တားတဲ့ကိုရီးယားတပိုင်းလည်းမသိဘူးအဲ့ဒါတဲ့သူတို့ဒီစစ်တကနေလှုပ်လိုက်တဲ့ဒရုန်းကသူတို့ဘက်ကိုရောက်လာတယ်တဲ့2စီးရောက်လာတော့3စီးရောက်လာတော့ပေါ့နော်2စီးကိုတော့သူတို့ပစ်ချလိုက်နိုင်တယ်တဲ့အဲ့လိုတော့ပြောသွားပါတော့အဲ့ဒါသူတို့တွေကအကြည့်ရုပ်တယ်တဲ့ဆရာမတဲ့အများတန်းလဲသူတို့ကဒီမှာပေါ့ဟိုအစီဝေးလောက်တိုင်းလဲသူတို့တိန်ကြီးကိုတောင်းတယ်ပေါ့တိန်ကြီးကိုတောင်းတဲ့ခါကျတော့အစင်မပြေမှုလေးတွေကတင်းမာမှုလေးတွေရှိတယ်လို့တော့ပြောတယ်နော်ကျမကဟိုတနေ့ဆိုတော့ကြာတာပရင်းကကျမမုတ်သွားရောက်နေတဲ့လီရင်ခွင်းဘက်ကနေသွားလိုက်တယ်ပေါ့နော်အဲ့နောက်မှာတော့လီရင်ခွင်းနားမှာသူတို့အရင်ချက်ဒီထုံနေရှင်းထားတယ်အားကစားလောက်ထားတဲ့နေရာလေးတွေမှာဝီလက်လာရှိုးလို့ပြန်လောက်ထားတာလေးတွေတွေ့တယ်ပေါ့နော်အဲ့ဒါလေးတွေတွေ့တယ်နောက်ပြီးတော့ကျမတို့အခုဒီလာရှိုးမုတ်ဦးအဝင်သားလေးမှာရှိတဲ့အရင်တော့ခြုံလေးကြီးပဲရှိတဲ့နေရာကိုလည်းသူကလူခိုအောင်းနိုင်မဲ့နေရာမျိုးလေးတွေဖြစ်တဲ့တခြားအကုန်လုံးရှင်းလင်းထားတာလေးတွေလည်းရှိရပေါ့နော်တခုမှခြုံမဲ့ပင်မရှိတော့ဘူးပေါ့အဲ့ဒါလေးတွေရှင်းလင်းထားတာလေးတွေရှိပါတယ်ပေါ့နော်ဒီဘက်ကလည်းဒီတစ်ခေါက်ဖြစ်ရင်တော့သူကလုံးဝရှော့မပေးဘူးပေါ့နော်ဗာလဲပြန်ပြီးတော့မှအရင်တော့တိုက်စစ်မဟုတ်ဘဲနဲ့ခံစစ်နဲ့မလို့သူခံရတယ်ပေါ့အခုကတော့တိုက်စစ်နဲ့ဟိုလုံးဝလောက်မှဖြစ်တယ်ပေါ့နော်နောက်ဆုံးသူတို့ဘက်ကမနိုင်နိုင်ဘူးဆိုရင်တော့မှလုံးဝပြအဖြစ်လုံးမယ်လို့တော့ကြားပါတယ်ပေါ့MND ဘက်ကလည်းဒီကလေးလေးပြောသွားတဲ့အရာဆိုတော့လေအရင်တော့ကတော့မှာတဲ့သူတို့လမ်းမှာမဆောင်တော့ဘူးပေါ့နော်လမ်းမှာမဆောင်ဘူးပေါ့အဲ့တော့ဆရာမတို့ကဒီဆန်လေးတွေစီလေးတွေစုဆောင်းနိုင်မယ်ဆိုရင်စုဆောင်းထားပေါ့ဘာလို့ဆို MND ကနေပြီးတော့မှလည်းမင်ဟန်မှာတဲ့အရင်တော့900အခု600လောက်ကိုပြန်ပြီးတော့မှ
လူထပ်ဖြည့်ထားတယ်ပေါ့အဲ့လိုမျိုးပြောတယ်ဒီကလေးကပြောတာပေါ့နော်အဲ့ဒီမဟန်တက်မှာပေါ့ဟိုဒီ MMD ကိုသူတို့စစ်တနန်းပထမတုတ်တွေပြန်ထည့်ထားတယ်လို့ပြောတယ် တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာကိုကန့်ကလာရှိုးလောက်ကိုင်းချင်းရွှေဟော်မုံကိုဖောင်းဆိုင်ကုန်းချမ်းပန်လုံကွမ်းလုံတိန်နီတာမိုးညဲပန်ဆိုင်မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်ဒါပေမဲ့တရုတ်အစိုးရရဲ့ဖိအားကြောင့်လာရှိုးမြို့ကိုသိမ်းပိုက်ပြီး8လကျော်အကြာမှာစစ်ကောင်စီကိုပြန်ပေးခဲ့ရပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့လာရှိုးမြို့မှာရက်ကွက်12ခုနဲ့ကြေးရွာအုပ်စု85ခုရှိပါတယ်လက်ရှိအချိန်မှာတော့စစ်ကောင်စီကရက်ကွက်12ခုကိုထိန်းချုပ်ထားပြီးကြေးရွာအုပ်စု85ခုကိုတော့ကိုကန့်ကအထူးဒေသတဲ့တစ်ထဲကိုထည့်သွင်းထိန်းချုပ်ထားတာပါလာရှိုးတီဘောတန်ရန်မိုင်းရင်မြို့ကြားကရွာတွေကိုလည်းကိုကန့်ကပဲထိန်းချုပ်ထားတာဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိန်နီမြို့ကိုပြန်လိုချင်နေပါတယ် MNDAA ကိုကန့်နဲ့စစ်ကောင်စီတို့ရဲ့ဆွေးနွေးပွဲတွေမှာလည်းတိန်နီကိုစစ်ကောင်စီကပြန်တောင်းတဲ့အပေါ်ကိုကန့်ဘက်ကလက်မခံတာကြောင့်တင်းမာမှုတွေရှိခဲ့တယ်လို့သိရပါတယ်ကိုကန့်ကတိန်နီကုတ်ခိုင်လောက်ကိုင်မုံကိုခရိုင်ဆိုပြီးခရိုင်၄ခုမြို့တော်တစ်ခုအဖြစ်ဖွဲ့စည်းပြီးအထူးဒေသတစ်ထဲကိုထည့်သွင်းသတ်မှတ်ကြောင်းပြီးခဲ့တဲ့ဇန်နဝါရီလမှာကြေညာခဲ့ပါတယ်လက်ရှိမှာလည်းတိန်နီမြို့မှာကိုကန့်ကတရုတ်လုပ်ငန်းရှင်တွေနဲ့စီးပွားရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့ပြင်ဆင်နေရပါတိန်နီကိုသူတို့အစည်းအဝေးလုပ်တိုင်းတောင်းနေပေါ့အဲ့ဒီအစည်းအဝေးလုပ်လို့တောင်းတဲ့ဥစ္စာကိုတောင်းတဲ့ခါကျတော့ဒီရဲ့တိန်နီမှာကကြတော့တဲ့တရုတ်ပြည်ကဒီရဲ့ပတ်စံရှိတဲ့တရုတ်5ဦးနဲ့10ရာတွေလောက်ထားရပေါ့သူကလည်း special ကိုသူကစေးရုံအနေနဲ့ကတော့ဘယ်သူပဲလာစေးရုံအနေနဲ့ကတော့ရှင်းလို့ရတယ်ပေါ့အခုသူက supermarket တို့ဘာလို့လုပ်မှာပေါ့အဲ့ဒီဥစ္စာတွေလုပ်တဲ့အတွက်ကြတော့တဲ့ဒီဥစ္စာပြန်ရောက်လို့လည်းမရအောင်နောက်ပြီးတော့အခု MNDAA အနေနဲ့ကကြတော့စုပ်ပေးထားပါဆိုလို့သူကမေဟန်တွေဘာတွေမှာစုပ်ပေးထားရမယ်သူတို့ဖတ်သူတို့ပဲတည့်ရဝင်အထူး data တက်လို့MNDAA ဘက်ကနေပြီးတော့မှအထူး data တက်လို့သူတို့ဖတ်သူတို့ပြောပေးမယ်ဒီစစ်တပ်ဘက်ကနေပြီးတော့မှတည့်ရဝင်အထူး data တက်လို့ပေးထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့သူတို့ကလည်းအဲ့ဒီအတွက်ခင်မကြည့်ဘူးပေါ့နော်တိန်နီကိုပေးမယ်ဆိုရင်တော့တိန်နီကိုပေးမယ်တိန်နီကိုပေးပြီးလို့ရှိရင်ကျန်တဲ့ဟိုဘက်ကကိုလုံတို့ဘာလို့အားလုံးကိုအထူး data တက်ကိုကြီးညာပေးစီချင်တယ်ပေါ့နော်အထူး data တက်ကိုကြီးညာပေးမယ်ဆိုရင်တော့သူကစုပ်ပေးတယ်ပေါ့တကယ်လို့မကြီးညာပေးဘူးဆိုရင်သူတို့ကတဖြည်းဖြည်းနဲ့ဒီလောက်ကန်ဟိုပါမူဆရာနေအပေါ်ဆရာနေပြီးတော့မှတစ်ခတ်လို့ရှိရင်အဲ့လောက်ကန်ဟိုပါပြန်ပြီးတိုင်းနိုင်တဲ့အဲ့ဒီအချင်းမျိုးကိုသူကလောက်တာပေါ့နော်အဲ့ဒါကြောင့်မလို့တဲ့ကျွန်တော်တို့ဘက်ကလည်းဒီစစ်ပြင်ဆင်ချက်တွေကတော့လောက်ထားတယ်တဲ့အခုကျတော့သူတို့ကကျွန်တော်တို့ရန်စားတယ်ပေါ့ကျွန်တော်တို့ကဒီတရုတ်နှစ်တကူလေးကိုခဏစောင့်နေရပါတရုတ်နှစ်တကူပြီးသွားမှဒီရဲ့ short ထိုက်တော့အကြောင်းကိုလည်းဖြည့်ရှင်းရမယ်ပေါ့ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်းလာရှိုးမြို့အနီးပြည်တော်စုလမ်းပိုင်းမှာတက်ဆွဲထားတဲ့ကိုကန့်တပ်တွေကိုစုပ်ပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုလာတဲ့အတွက်တင်းမာမှုတွေဖြစ်ပေါ်လာခဲ့ပါသေးတယ်စစ်ကောင်စီဘက်ကကိုကန့်တပ်တွေကိုနောင်မွန်နန့်ပေါင်ဟိုရရွာတွေကနေတစင်ချင်းစုပ်ပေးဖို့တောင်းဆိုခဲ့တာပါဒီကိစ္စကိုစစ်ကောင်စီဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုဦးကိုတိုင်လာရှိုးမှာလာရောက်ညှိနှိုင်းခဲ့တာပါဒုတိယဗိုလ်ချုပ်ကြီးကိုဦးဆိုတာအမှတ်9စစ်စင်ရေးအထူးအဖွဲ့မှုပါကိုကန့်နဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးပွဲတွေမှာလည်းစစ်ကောင်စီဘက်ကဥဆောင်ခဲ့တဲ့သူပါဒါပေမဲ့ဒီညှိနှိုင်းမှုကတော့အဆင်မပြေခဲ့ဘူးလို့သိရပါတယ်ဒီဆွေးနွေးမှုတွေကိုတော့စစ်ကောင်စီဘက်ကရောကိုကန့်ဘက်ကရောသတင်းမထုတ်ပြန်ခဲ့ပါဘူးစစ်ကောင်စီရဲ့ဝါဒဖြန့် channel တွေမှာတော့စစ်ကောင်စီကလာရှိုးမြို့ပေါ်ကိုပြန်သိမ်းနိုင်ခဲ့ပေမဲ့မြို့ပတ်ချထဲမှာကိုကန့်တပ်တွေရှိနေတဲ့အတွက်နောက်ကျောမလုံဖြစ်နေတယ်လို့ရေးနေကြပါတယ်စစ်ကောင်စီကကိုကန့်ကိုပြန်တိုက်တော့မယ်ဆိုပြီးတော့လဲရေးသားနေတာတွေ့ရပါတယ်လာရှိုးမြို့ပေါ်ကိုဒီချော့တိုက်တုံးကြတဲ့ကိစ္စကတော့အခုကဘယ်သူကဖြစ်လဲဆိုတာတော့အတိအကျမသိရဘူးเนาะစစ်ကောင်စီဘက်ကတော့ဒါကကိုကန့်တပ်ဖွဲ့အပါဝင်အဲ့ဒီလာရှိုးမြို့ပတ်ချာလဲမှာရှိနေတဲ့တော်လိုင်းအင်အားစုတွေကိုဒါဆွဆွဲပစ်တင်တာမျိုးတွေရှိကောင်းရှိနိုင်တယ်တော်လိုင်းအင်အားစုတွေဘက်ကလည်းဒါကသူတို့လောက်တာပါလို့ဟိုအတီးပြုတ်ထားတာမျိုးမရှိဘူးအဲ့တော့ဒီဟာ conspiracy ပေါ့အရင်နည်းနည်းဆန်နေရပေါ့နော်လျှို့ဝှက်လောက်ကြံမှုပုံစံမျိုးဖြစ်နေတယ်ဒီစစ်ကိုပြန်ဖြစ်လာအောင်လို့စစ်ကောင်စီဘက်ကနေပြီးမှတမင်တကာစွာနေရလားလို့ကျွန်တော်တို့ကတန်တရားရှိတာစစ်ကောင်စီကတက်အင်အားတွေဖြစ်တင်းထားတာရှိတယ်တက်အင်အားတွေဖြစ်တင်းပြီးတော့မှဒီတိုက်ပွဲပြန်ပြီးမဖြစ်အောင်
ဖန်တီးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့အဲ့လိုမျိုးကျွန်တော်ကမြင်တယ်စစ်ကတော့ဒီတိုက်ပွဲပြန်ဖြစ်ဖို့ဆိုတာလားလားရှိလားဆိုလို့ရှိရင်စစ်ကောင်စီဘက်ကတော့ပြန်ဖြစ်ချင်တဲ့သဘောတရားရတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့အရှိမတိတ်နီကိုသူတို့ပြန်တောင်းတယ်။အဲ့ဒါကိုကိုကန့်လည်းမပေးဘူးပေါ့နော်။ကိုကန့်ဖွဲ့ရတယ်မပေးဘူးတိတ်နီကိုဘယ်တော့မှပြန်လက်မလွတ်ဘူးဆိုဆုံးဖြတ်ထားတာရှိတယ်။အဲ့တော့အဲ့ဒီတိတ်နီအပြင်ကိုဒီတီဘောနဲ့လာရှိုးကြားမှာရှိတယ်ဒီ MNDAA ထိုင်ထားတဲ့နေရာတွေလည်းပဲစစ်တပ်ကပြန်ဆုတ်ခိုင်းတာတွေရှိတယ်။အဲ့ဒီဟာတွေလည်းအခုတည်းရေးရမရှိသေးဘူးပြန်ဆုတ်သလားမဆုတ်သေးဘူးလားဆိုတော့သိရသလောက်တော့နောက်ဆုံးအခြေအနေအထိအခုတည်းတော့ကိုကန်တပ်ဖွဲ့တွေကပြန်ဆုတ်ထားတာမရှိဘူးပေါ့သူတို့ဆက်ပြီးထိုင်နေတာပဲအဲ့တော့ဒီလိုအခြေအနေမျိုးမှာစစ်ကောင်စီကလာရှိုးလဲသူကယူထားပြီးသားလာရှိုးပတ်ချလဲမှာရှိတဲ့နေရာတွေနဲ့တိတ်နီမြို့အပါဝင်ဒီလမ်းမကြီးပေါ့နော်ကျွန်တော်တို့ဟိုဒီတရုတ်ပြည်ကိုသွားတဲ့ဒီလမ်းမကြီးကိုသူပြန်ပြီးစိုးမိုးခြင်းနဲ့ထိန်းချုပ်ခြင်းတဲ့အတွက်တိုက်ပွဲဖော်ဆောင်ဖို့ရာစစ်ကောင်စီဘက်ကပဲဒီ short တိုက်ထုံးဆိုတဲ့အကွက်တကူကိုချပြီးမှစီစဉ်လိုက်တာလို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့လိုအကွက်ချပြီးစီစဉ်တာဆိုလို့ရှိရင် तू ကစစ်ကိုမဖြစ်ဖြစ်အောင်စစ်မီးကိုပြန်မှွေးနေရမျိုးလို့တော့ကျွန်တော်တို့ကပြောလို့ရတယ်အဲ့တော့ဒီဟာကိုအကြောင်းပြချက်ဟိုကောင်းတစ်ခုအကြောင်းပြပြီးတာ ਨੇ ဒီတိုက်ပွဲကိုပြန်ဖော်ဖို့အတွက်စစ်ကောင်စီဘက်ကကြိုတင်ပြင်ဆင်နေရလို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါဆိုလို့ရှိရင်တော့တေးကြရဲဒီဟာကိုတိုင်းသားလက်နက်ကင်တွေကိုခန့်နဲ့ TNN အပါဝင်တိုင်းသားလက်နက်ကင်တွေကဒီဟာကိုသတိထားပြီးတော့ဟိုပေါ့နော်ဖြည့်လျှော့နိုင်မယ်ဖြည့်ရှင်းနိုင်မယ်ဆိုရင်တော့ကိစ္စမရှိဘူးတိုက်ပွဲပြန်မဖြစ်ဘူးဒါမှမဟုတ်ရင်လည်းတင်းမာမှုတွေဆက်လက်ဖြစ်ပွားလာမယ်ဆိုလို့ရှိရင်တော့တိုက်ပွဲကပြန်ဖြစ်နိုင်ဖို့အလားအလာများတယ်လို့ကျွန်တော်ယူဆတယ်တရုတ်ရဲ့သဘောထားကတော့ကျွန်တော်တို့သိရသလောက်ပေါ့နော်သူကတိုက်ပွဲပြန်ဖြစ်စေခြင်းတဲ့သဘောထားတော့မရှိဘူးဗျဘာလို့လဲဆိုတော့တရုတ်ကအကုန်လုံးစီမံခန့်ခွဲထားတာပဲသူတို့ကိုယ်တိုင်စီမံခန့်ခွဲထားတာပဲတိုက်ပွဲမဖြစ်အောင်လို့ဟိုစီးပွားရေးမလုံးနေနဲ့ဒါဒီ ceasefire ပေါ့နော် ceasefire လုပ်ဖို့အတွက်ကိုတိုက်တွန်းထားတာပေါ့ဂျားဝင်ညှိနှိုင်းပေးတယ်ဆိုတဲ့နာမည်သုံးပြီးတော့မှတရုတ်ကနေပြီးမှဒါနှစ်ဖက်စလုံး pressure ပေးပြီးတော့တိုက်ပွဲရပ်သွားဖို့အတွက်လုပ်ခဲ့တာဆိုတော့တရုတ်ကတော့တိုက်ပွဲပြန်ဖြစ်စေခြင်းတဲ့သဘောထားမရှိဘူးဗျကျွန်တော်အဲ့လိုပဲမြင်တယ်ပေါ့နော်အခုကတော့စစ်ကောင်စီဘက်ကတစ်ဖက်သက်တိုက်ပွဲပြန်ပေါ်ခြင်းနေတဲ့သဘောထားမျိုးပြောမယ်ဆိုလို့ရှိရင်တော့ ceasefire agreement ကိုစစ်ကောင်စီကအကြိမ်ကြိမ်ခါချိုးဖောက်တယ်ဗျာအရင် high game မှာတော့လည်းသူတို့ချိုးဖောက်ခဲ့တယ်အခုပုံစံလည်းဒီလိုမျိုးချိုးဖောက်ဖို့အတွက်သူကရမဲရှာတာပေါ့အရင်တော့သူကိုယ်တိုင်ကလက်နက်ကြီးတွေပစ်ပြီးတော့ချိုးဖောက်တယ်အခုကျတော့သူများကစပစ်လို့သူကပြန်တိုက်ရတာပါဆိုတော့ပုံစံမျိုးနဲ့အကြောင်းပြချက်အလှည့်အပြောင်းပေါ့သူကလှည့်ပြီးတော့မှဒါရမဲရှာတယ်စစ်ပွဲပြန်ဖြစ်ရှင်လို့ဟိုရန်စတယ်ကျွန်တော်အဲ့လိုပဲမြင်ပါတယ် ကိုကန့်နဲ့စစ်ကောင်စီတိုက်ပွဲပြန်ဖြစ်မဖြစ်ဆိုတာတရုတ်နိုင်ငံနဲ့လည်းအများကြီးသက်ဆိုင်နေပါတယ်တရုတ်နိုင်ငံကလက်ရှိမှာနယ်စပ်ကုန်သွယ်ရေးကိုပြန်စတင်ခြင်းနေတယ်လို့သိရပါတယ်ဒါအပြင်ယူနန်မှာရှိတဲ့တရုတ်စီးပွားရေးသမားတွေကလည်းနယ်စပ်ကုန်သွယ်ရေးပြန်စဖို့အလိုရှိနေကြပါတယ်ဒါကြောင့်တရုတ်ပြည်ကနယ်စပ်မှာစစ်ရေးပဋိပက္ခတွေဖြစ်လာမှာကိုမလိုလားပါဘူးလက်ရှိမှာတော့မူဆယ်105မိုင်ကုန်သွယ်ရေးစခန်းကိုမြောက်ပိုင်းမဟာမိတ်၃ဘွဲ့ဖြစ်တဲ့ MNDAA, TNLA, AA တို့ကထိန်းချုပ်ထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလလယ်ပိုင်းမှာတော့ကုန်သွယ်ရေးလုပ်ငန်းတွေပြန်လည်စတင်နေပြီဖြစ်တယ်လို့သိရပါတယ်။ဒါကိုစစ်ကောင်စီဘက်ကမကျေနပ်ပါဘူး။အဲ့ဒီနောက်ပိုင်းတရုတ်နိုင်ငံကနေမြန်မာနိုင်ငံထဲကိုအခြေခံလူသုံးကုန်ပစ္စည်းတချို့နဲ့စားသောက်ကုန်တွေပြန်လည်တင်သွင်းခွင့်ရရှိလာပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီဘက်ကတော့သူတို့ထိန်းချုပ်တဲ့မြို့တွေမှာတရုတ်ကုန်ပစ္စည်းတွေကိုတရားမဝင်ကုန်ပစ္စည်းလို့သတ်မှတ်ပြီးဖမ်းဆီးတာတွေရှိပါတယ်အဓိကကတော့ဒီလာရှိုးမှာတော့ဒါလက်ရှိလောဆယ်ကတော့ဒါနှစ်ဖက်တက်တွေချင်းနေတယ်အင်အားဖြည့်နေတဲ့ဆိုတဲ့အနေအထားမျိုးတွေဒီပြင်မှာကြားနေရတာပေါ့နော်သတင်းသုံးသက်ချက်တွေမှာလည်းအများပြားရေးထားတာတွေ့ရတယ်ပြီးတော့နောက်တစ်ခုကဒီပြီးခဲ့တဲ့ဒီပြည်တော်စုနေ့9ရက်နေ့မှာဒီ short time ကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါနှစ်ဖက်ကဒီလာရှိုးမျိုးဝင်ထွက်တွေမှာလည်းဒီစကားစဘက်ကစီစီတင်ချက်တာလုပ်တယ်လို့ဒါစီစီတင်ချက်တာရှိတယ်ပေါ့နော်ဒီပေါ်မှာလည်းတိုက်ပွဲဖြစ်မလားဆိုတဲ့စိုးရိမ်ချက်တွေလည်းအများကြီးရှိရပါတော့ဒါပေမဲ့နှစ်ပတ်သက်တဲ့ပြည်ထင်နေရှိပေမဲ့လည်းလက်ရှိနေထားရကတော့တိုက်ပွဲဖြစ်နိုင်ခြေကနဲတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့တစ်ဖက်မှာလည်းဒါတရုတ်ဘက်ကဒီအပြစ်ခတ်ရက်စဲဖို့တရုတ်ဘက်ကဂျားဝင်လာမျိုးတွေစပြီးအပြစ်ခတ်ရက်စဲတာလည်းတရုတ်ဘက်ကနေပြီးစပြီးဂျားဝင်လာမျိုးရှိရပါတော့ဒီကြားထဲမှာလည်းနောက်ပိုင်းမှာလည်းကိုကန်တက်နဲ့ရောဒီစကားစားနဲ့ရောဒီတရုတ်တို့ဒါမှဂျာခဏတွေးဆုံနိုင်လည်းရှိတယ်တီတန်တွေးဆုံနိုင်လည်းရှိတယ်သူတို့ချင်းကြားမှာလည်းဒီနေပြီးတော့မှ
ဒါဒီစင်နကောင်ဟိုတယ်မှာခဏမကြာခဏတွေ့ဆုံပြီးဆွေးနွေးရလာရှိပေါ့နော်ဒီဆွေးနွေးတဲ့ထက်မှာလည်းဒီကျွန်တော်ထင်တာကြားထဲမှာလည်းတရုတ်ကကြားဝင်ပြီးတော့စိစက်ညှိနှိုင်းတဲ့ကိစ္စတွေလည်းများရှိတယ်ဆိုတော့တိုက်ပွဲဖြစ်ချင်းမဖြစ်ချင်းဆိုတဲ့ကိစ္စမျိုးမှာတော့လောလောဆယ်နေထားရကတော့တိုက်ပွဲဖြစ်နိုင်ကြရတော့နေတယ်လို့ပြောလို့ရပါတော့တကယ်လို့ဖြစ်လာခဲ့နောက်မှအချင်းတွေမထိန်နိုင်တိတ်မနိုင်နောက်ဆုံးစစ်ဖြစ်နိုင်ခဲ့တယ်နောက်ဆုံးကတရုတ်ကကြားဝင်ပြီးတော့ပဲဒါဖြန့်ဖြေပေးနိုင်တဲ့အနေအထားမျိုးပြောလို့ရပါတော့လက်ရှိနေထားရတော့စကားစားဘက်ကအနေထားရရောဒီကိုကဘက်ကအနေထားရရောဒါလက်ရှိလောဆယ်ရတော့တရုတ်စကားကိုလွန်ဆန်ဖို့လွန်ဆန်တဲ့အနေအထားမျိုးမှမတွေ့ရဘူးပေါ့နော်လက်ရှိလောဆယ်ရတော့တရုတ်ပြောတယ်များတရုတ်လက်ရှိလောဆယ်တစ်ဖြစ်နေရတဲ့အနေအထားမျိုးနှစ်ဖက်မှာကြုံတွေ့အဲ့လိုမျိုးအနေအထားမျိုးဖြစ်နေလို့ပြောလို့ရနောက်တစ်ခုအကြောင်းအရာတော့ဒါအဓိကလက်ရှိလောဆယ်ကတော့စကားစားဘက်ကဒီမျိုးထဲမှာပဲနေရတဲ့အနေအထားမျိုးမှာဖြစ်နေတယ်ဒီပေါ်မှာပြန်ဆွေးနွေးလိုက်တော့လာရှိုးမျိုးပြင်မှာလဲဒီလမ်းတစ်လျှောက်ပေါ့နော်ပြည်တော်စုလမ်းမလျှောက်ဒီပေါ်လာရှိုးပြည်တော်စုလမ်းလျှောက်ဒါID လမ်းမလျှောက်ဒါတက်နှစ်ဖက်တက်တွေမှာထိုင်မချထားဖို့ဆိုတဲ့ကိစ္စဆွေးနွေးညှိနှိုင်းတာလဲဒါပြည်လေသွားပြီမဲ့လဲလက်ရှိလောဆယ်ကစကားစားဘက်ကဒီကိုကန်တက်အပြီးတိုင်းထွက်ခွာသွားဖို့ဆိုတဲ့ကိစ္စမျိုးတွေထပ်ပြီးညှိနှိုင်းတာမျိုးတွေကျွန်တော်ကြားရတယ်ပေါ့နော်အဲ့ဒီပြင်ကိုတိန်နီမျိုးမှာလည်းတိန်နီမျိုးကိုလည်းပြန်ပေးဖို့ဆိုတဲ့ကိစ္စမျိုးတွေညှိနှိုင်းရတယ်ပေါ့နော်ဒါကိုကန်ဘက်ကဒါအဆင့်ရှော့ချပြီးတော့ဒါလမ်းမကြီးပေါ့ဒီဘောလာရှိုးလမ်းမကြီးပေါ့တက်မချထားဖို့ဆိုတဲ့ကိစ္စတော့ဘောတူပြီးမဲ့လဲဒီအပြီးတိုင်းထွက်ခွာသွားဖို့ဆိုတဲ့ကိစ္စမျိုးတွေသဘောတူညီထားတာမျိုးတော့မတွေ့ရဘူးเนาะဒီပေါ်မှာလည်းသူတို့နှစ်ဖက်ကြားမှာဆက်လက်ပြီးတော့ထပ်ပြီးတော့ညှိနှိုင်းကြအောင်မယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီပေါ်မှာကျင်းတဲ့ချက်တွေနဲ့အပြန်လည်ဟိုနောက်ဆုံးအဆင့်ထိဖြစ်သွားလက်ရှိလောဆယ်အနေထားရပါတော့ရေတိုတမှာတော့ဖြစ်နိုင်ကြတော့နေတယ်ဒါပေမဲ့ရေရှည်မှာတော့ဘယ်လိုဆက်ပြီးဖြစ်လာတဲ့အနေအထားမျိုးဆိုတော့အခြေအနေပေါ်မူတည်ပြီးတော့ပြောရမှာပေါ့နော်ကိုကန့် TNL တို့အနေနဲ့တရုတ်ဖီအားကြောင့်လာရှိုးမိုးကုတ်မိုးမိတ်ကိုပြန်ပေးခဲ့ရပေမဲ့အဲ့ဒါလိုပေးခဲ့ရတာကိုဘယ်တော့မှမကျေနပ်ကြပါဘူးပြည်သူလူထုအများစုရဲ့ညှို့ညင်မှုကိုလည်းခံခဲ့ရပါတယ်တစ်ဖက်မှာလည်းစစ်အုပ်စုကရှမ်းပြည်မြောက်ပိုင်းဒေသတော်တော်များများကိုလက်လွတ်ခဲ့ရတဲ့အတွက်မကျေနပ်ပါဘူးသူတို့အင်အားသိမ့်နေနေတဲ့အချိန်မှာအပြစ်ခတ်ရက်စဲနိုင်ရေးအတွက်နယ်မြေတွေကိုလက်လွတ်ခံထားရပေမဲ့အခုအချိန်မှာတပ်သားတစ်တွေစုဆောင်းထားနိုင်နေပါပြီဒီတော့သူတို့အရှုံးကြီးရှုံးထားတဲ့132ခွန်စစ်စင်ရေးရဲ့ရှုံးကြွေးကိုပြန်တောင်းကျင်နေတဲ့စိတ်ထားမျိုးရှိပုံရပါတယ်ရှမ်းပြည်မြောက်ပိုင်းရဲ့အပြစ်ခတ်ရက်စဲရေးဟာတရုတ်ကအတင်းဆွဲစီပေးထားရတာပါယာယီဟန်ပြငိမ့်ချမ်းရေးသာဖြစ်ပါတယ်ဒီတော့အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့အနေအထားမှာရှိနေပါတယ်ရှမ်းမြောက်မှာစစ်ပွဲတွေပြန်ဖြစ်လာခဲ့ရင်နောက်ဆက်တွဲအနေနဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေဟာလည်းအများကြီးပြောင်းလဲသွားနိုင်စရာတွေရှိနေပါတယ်